အပေပုံသားတွေရဲ့ဆင်းရဲဒုက္ခကိုကြည့်ပြီးတော့ဒါလည်းတန်ဝေကဖြစ်ဥမာမဲနွားတကောင်ကိုမြင်နေလူဘာကျိုးထိုးပြီးတော့လူတွေကအနိုင်ကျင့်ပြီးတော့စေခိုင်းတာကိုခန်းနေရတန်ဝေကဖြစ်မြင်းတကောင်တွေ့တဲ့အခါမှာလေအနိုင်ကျင့်ပြီးတော့လူတွေကနော်တန်ကြောင်ကြီးပါဇက်ထဲထည့်ပြီးတော့ကျိုးတက်ပြီးတဲ့အခါမှာအနိုင်ကျင့်ပြီးတော့သူ့ကိုဝန်ယုံခိုင်းတာတွေကိုဒါတွေနဲ့တန်ဝေကဖြစ်အေးနေ့စဉ်မြင်ကွင်းမှာမမြင်ချင်းဆုံးဖြစ်နေတဲ့ဝက်တွေကျိုးနဲ့တုပ်ပြီးတော့တင်သွားပြီးလူတွေကတတ်စားကြတယ်ချက်တွေကျိုးနဲ့တုပ်ပြီးတော့ဆွဲလောင်းဆွဲပြီးခေါ်သွားပြီးနေ့စဉ်တပ်ဖြတ်ပြီးတော့စားနေကြတယ်နော်တရိษံဘုံလို့ဆိုတဲ့အပေပုံသားတွေဟာလုံခြုံမှုလုံးဝမရှိဘူးကဲတင်မဲ့လူလုံးဝမရှိဘူးအနိုင်ကျင့်ပြီးတော့တတ်စားစရာတစ်ခုအနေနဲ့လူတွေဟာယူဆပြီးတော့အနိုင်ကျင့်တပ်ဖြတ်ပြီးတော့မိမိတို့ကစားတော့နေကြတာကိုကြည့်လိုက်မယ်သူတို့ဒုက္ခဘယ်လောက်ကြီးသလဲကိုချင်းစာတရားနဲ့ဆင်ញင်သုံးသပ်ကြည့်လိုက်ရင်လေတန်ဝေကဖြစ်เสียဟောဒါကကိုမြင်ရတဲ့အပေပုံမမြင်ရတဲ့အပေပုံကိုကြည့်ငရဲဆိုတာဒလဇတ်ဆင်းရဲဒုက္ခတွေကိုခံနေရတယ်ငရဲမိထဲမှာသွားပြီးတော့ဖြစ်တဲ့ပုဂ္ဂိုလ်ငရဲမိဟာ24နာရီစင်ဆက်မပြတ်လောင်းနေတာကိုခံရတယ်မျိုးစဲနှိမ့်ဆက်မှုတွေမျိုးစုံခံနေရတယ်ဆိုတဲ့ငရဲသားတို့ရဲ့ဒုက္ခစားရမဲမဲတောက်ရမဲမဲနေရမဲမဲခန္ဓာကိုယ်ကြီးကကြီးလေးပြီးတော့စားရတဲ့ပါးစပ်ပေါက်လေးကသေးသေးလေးနဲ့ဘယ်တော့မှဝါတယ်မရှိတဲ့ရှားပါပြီးဒုက္ခရောက်နေတဲ့ငတ်ပြတ်နေတဲ့ဒိတ်ကိတ်တာဘဝတရိษံဘဝလူတွေကတိပြီးတော့နေကြတယ်တရိษံဆိုဒီမှာအညမညခါရိကဒုဗ္ဗလခါရိကလူတွေမွေးထားပြီးတော့လူတွေကတတ်စားနေတဲ့တရိษံတွေသာလေဆင်းရဲဒုက္ခရောက်တဲ့တောထဲမှာနေတဲ့အကောင်လေးဆင်းရဲဒုက္ခမရောက်ဘူးလို့မအောင်မိတ်လေနဲ့တောထဲမှာရှိတဲ့တရိษံတွေဟာအညမညခါရိကအချင်းချင်းတတ်ပြီးတော့စားနေကြတယ်ဒုဗ္ဗလခါရိကအားရှိတဲ့အကောင်ကအားမရှိတဲ့အကောင်ကိုတတ်စားနေဒီကနေ့ခေတ်မှာဆိုအလွယ်တကူတရိษံတွေရဲ့ဒုက္ခကိုသိရှိနားလည်နိုင်တယ်ပေါ့Discovery Channel တို့ Safari တို့ဒါတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တန်ဝေကဖြစ်เสียရေစာလို့ရေစင်းဆင်းမိချောင်းကတတ်စားကုန်းပေါ်မှာနေတမင်လေးတွေဆိုကြားကတတ်စားလိုက်စတိတ်ကတတ်စားလိုက်ချင်းလေးကတတ်စားလိုက်เนี่ยအချင်းချင်းတပ်ဖြတ်ပြီးတော့စားတော့ပြီးတော့နေကြတဲ့အကာအကွယ်မဲ့နေတဲ့တရိษံလောကအဲ့ဒီတရိษံတွေရဲ့ဒုက္ခကြည်ရင်အပြင်လည်းပဲဒီဘဝဆိုတာအလွန်ကြောက်เสียကောင်းပါလားလို့ဆိုရဲတန်ဝေကဖြစ်เสียဒါ၅ခုမြောက်လို့ခေါ်တယ်ပေါ့၅ခုမြောက်တန်ဝေကဖြစ်ရမယ့်အချက်တစ်ခုပဲနောက်တစ်ခုကတော့အတိတေဝတ္တမူလကံဒုက္ခအတိတ်ဘဝတုန်းကတန်တရားထဲမှာဒုက္ခတွေခံခဲ့ရတယ်ဆိုတာပြန်လည်သုံးသပ်ဆင်ခြင်တွေးကြည့်ခြင်းအဖြစ်အတိတ်တုန်းကခံစားခဲ့ရတဲ့ဒုက္ခဝေဒနာတွေကိုမှန်းဆကြည့်လို့ရှိလို့ရှင်လေအဲ့ဒါလဲတန်ဝေကဖြစ်เสียပဲဒီတစ်ခုကအနာဂတိဝတ္တမူလကဒုက္ခနောင်ဘဝတွေမှာလဲတန်တရားဝကမလွတ်သေးလို့ရှင်အခုလိုအိုခြင်းနာခြင်းသိခြင်းဆိုတာတွေခံရမယ်အပေလေးပုံရောက်ရင်အပေဒုက္ခတွေခံရအောင်မယ်ဆိုတဲ့ဘုံကိုအခြေပြုပြီးတော့တန်တရားတွေကမလွတ်နိုင်မှုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာမဲ့ဒုက္ခတွေဟာအမျိုးစုံတို့တွေခံကြရအောင်ပါပဲရသော်ဘုရားကအနာမတေကသုတ်တံမှာဟောထားတာရှိတယ်ကိုမြင်ကွင်းထဲမှာတရိษံတကောင်ရဲ့ဒုက္ခကိုမြင်လိုက်ရင်ငါလည်းဒီဘဝမျိုးကြုံခဲ့လှလေပြီတို့နှလုံးသွင်းပါတဲ့သူကအခုကြုံနေတာငါကမကြုံဘူးသို့တော်ငါလည်းဒီဘဝမျိုးကြုံခဲ့တာများလှပြီတို့နှလုံးသွင်းပါအဲ့ဒီလိုအမှန်ကန်မြင်ဖို့ရအတွက်ဒီတန်ဝေကဝတ္ထု၈မျိုးတန်ဝေကဖြစ်เสียအကြောင်းတွေကိုမြတ်စွာဘုရားဒီလိုဟောတာနောက်တစ်ခုကတော့ပစ္စုပန်နေအာဟာရပရိယတ္တိမူလကံဒုက္ခနဲ့နံပါတ်၈ကအခုလက်ရှိဘဝမှာရဲ့ဒုက္ခကိုပြန်စဉ်းစားကြည့်နေ့စဉ်နဲ့အမျှပညာတတ်တဲ့ပုဂ္ဂိုလ်ရောပညာမတတ်တဲ့ပုဂ္ဂိုလ်ရောအဆန်ချမ်းသာတဲ့ပုဂ္ဂိုလ်ရောမချမ်းသာတဲ့ပုဂ္ဂိုလ်ရောလူကြီးရောလူငယ်ရောဆိုတာလို့ဘာအတွက်ရှားနေကြနေ့စဉ်စားတော့ဖို့အတွက်လုပ်နေကြ
အေးချမ်းချမ်းနေရသလားဆိုမနေရဘူးကလေးပေါစားလေးတွေကြည့်လေမွေးလာတာနဲ့တပြိုင်နက်နို့တောင်မစင်သေးဘူးကျူရှင်နဲ့ပို့လိုက်ပြီးကျောင်းနဲ့သွားရပြီသူတို့မှဆော့ရမယ်ကစားရမယ်လူဘဝမှာလွတ်လွတ်လပ်လပ်နေရမယ်အချိန်လေးရောရှိသလားဆိုမရှိဘူးဒီနေ့ဟာပို့ပြီးတော့များလာတိရိလင်္ကာနိုင်ငံမှာနေတော့ကကာတွန်းလေးတစ်ခုဆွဲထားတာတွေ့ရသတင်းစာတွေမှာကာတွန်းရုပ်လေးဆွဲထားတယ်ကလေးလေးနောက်ကြောဘိုးလေးလွယ်ပြီးတော့ကုန်းနဲ့ကလေးပေါစားလေးသွားနေတာသူ့ရဲ့နောက်ကကြောကုန်းမှာပိုးထားတဲ့ကျောင်းလွယ်အိတ်ကစာအုပ်တွေကဖောင်းနေတော့ကလေးလေးဟာခါးလေးကုန်းပြီးတော့သွားတယ်အောက်ကစာရန်လေးရေးထားတယ်ဒီကလေးဘာအပြစ်ရှိလို့ဒီလောက်ဒဏ်ပေးကြတာတော့ရေးထားတာရှိအဲ့တော့ဒီကနေ့ခေတ်မှာကြည့်လေမွေးတယ်မှမကြသေးဘူးကျူရှင်ရောက်သွားပြီကလေးကမူကြိုတောင်မှကျူရှင်ရှိနေပြီကဲအဲ့ဒါဘာအတွက်တုံးဆိုအာဟာရပရိယတိပဲစာဝတ်နေအတွက်ခုချိန်ကလေးလေ့ကျင့်ကြအရွယ်လေးရောက်လာတဲ့အချိန်မှာလဲကြောင်းနဲ့ကျူရှင်နဲ့အိမ်နဲ့ဒီလိုဟာလမ်းကြားမှာပဲအချိန်ကုန်ပြီးတော့လူဘဝကြောင်းပြီးသွားတဲ့အခါကျတော့လဲစာဝတ်နေအတွက်လုံးမနေရတတဲလုံးလောကမှာကုန်ယုံပြီးတော့နေကြဘာတွေအတွက်လဲစားစရာအတွက်ဝတ်စရာအတွက်နေစရာအတွက်မကြမ်းမမာရဲ့ဆေးဝါးကုဖို့အတွက်ဆိုတာဒါတွေအတွက်မှန်းထားပြီးတော့အလုံးလုံးနေကြတဲ့ပစ္စုပန်မှာလက်တွေ့ကြုံတွေ့နေရတဲ့ဘဝဟာလဲတန်ဝေကဖြစ်เสียကြီးပဲနော်သို့တော့တာမန်ပုဂ္ဂိုလ်တွေကတော့ပျော်စရာကြီးလို့အောင်းမေ့နေလေဒါပျော်စရာကြီးလို့အောင်းမေ့နေကြတဲ့အမှန်ကန်တဲ့အတွေ့အကြုံမဟုတ်တော့ဘူးစိတ်ပြည့်စရာညင်ငွေစရာဒုက္ခရောက်စရာကြီးပဲလို့ဒီလိုမြင်ရမယ်ဒါကိုတန်ဝေကဝတ္ထု10မျိုးလို့ခေါ်တယ်သာတိစရာဗျာတိမရဏက4မျိုးအပါယဒုက္ခနံပါတ်5အတိတေဝတ္တမူလကဒုက္ခအတိတ်တုန်းကခံစားရတဲ့ဒုက္ခတွေ6ခုမြောက်အနာဂတေဝတ္တမူလကဒုက္ခအနာဂတ်မှာကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခတွေက9ခုမြောက်ပစ္စုပန်လက်ရှိဘဝမှာအစာအာဟာရရှာဝေဖို့အတွက်ကြိုးပမ်းအထောက်နေရတဲ့ဒုက္ခက10ခုမြောက်အဲ့ဒီ10မျိုးကိုတန်ဝေကဝတ္ထု10မျိုးတဲ့ထိတ်လန့်ပွဲတုန်လှုပ်ပွဲစိတ်ပြည့်ပွဲညှိမွေးပွဲအကြောင်းတရားတွေလို့ဒီလိုဆိုလို့တယ်အဲ့ဒီအကြောင်းတရားတွေကိုကြည့်ပြီးတော့တန်ဝေကဆိုတဲ့ထိတ်လန့်တုန်လှုပ်မှုဟာဖြစ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါမဖြစ်သေးဘူးဆိုရင်တဏှာဝကလွတ်ဖို့လမ်းစတောင်မရသေးဘူးလို့ဒီလိုပြောနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပါလို့ဤလို့ဘယ်လိုပဲဆုတောင်းနေနေဒါဖြစ်လာအောင်မဟုတ်သေးဘူးပေါ့ဒါကြောင့်မို့မှန်ကန်တဲ့အတွေ့တွေတွေးတတ်ဖို့ဒီလိုဆိုရ